လန်ခီမှာဂျွန်ဟာခွာရဲလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်နဲ့ဆုံခဲ့တယ်သူတို့နှစ်ယောက်ဟာ Sweet လို့ခေါ်တဲ့အယူလူပြက်ကြီးရဲ့ရန်ကနေလွတ်အောင်အတူတူရုန်းကန်ရင်းတငယ်ချင်းတွေဖြစ်သွားကြပါတယ်တစ်ဖက်မှာလည်းဥပဒေစိုးမိုးရေးဆိုပြီးလူတွေကိုနှိပ်စက်နေတဲ့ Agent Stone နဲ့လည်းရင်ဆိုင်ရပါသေးတယ်ဂျွန်နဲ့ခွာရဲတို့ဟာအခက်အခဲပေါင်းစုံကိုကျော်ဖြတ်ပြီးချစ်ခိုက်ကောက်ကနေပစ္စည်းကိုတွားယူနိုင်ခဲ့ပါတယ်လမ်းမှာဂျွန်ရဲ့အချစ်တော်ကား Evelyn ပောက်ကွဲပြီးပျက်စီးသွားတဲ့အတွက်ဂျွန်တော်တော်လေးစိတ်ထိခိုက်ခဲ့ရပေမဲ့ခွာရဲရဲ့ကူညီမှုနဲ့ခရီးကိုဆက်ခဲ့ကြတယ်။နောက်ဆုံးမှာတော့သူတို့ဟာ San Francisco မြို့ကိုရောက်သွားပြီးပစ္စည်းကို Raven လက်ထဲအပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ Raven ကဂျွန်တယောက်တည်းကိုပဲမြို့ထဲပေးဝင်ပြီးခွာရဲကိုတော့ညှင်းပယ်လိုက်ပါတယ်။ဂျွန်ကခွာရဲမပါရင်မဝင်ဘူးလို့ညှင်းပေမဲ့ခွာရဲကဂျွန်ကိုကောင်းကောင်းမွန်မွန်နေစေချင်တဲ့အတွက်ဂျွန်ရဲ့ပခုံးကိုတနက်နဲ့ပစ်ပြီးမြို့ထဲကိုအတင်းထည့်လိုက်ပါတော့တယ်။တလားကြာပြီးနောက်မှာတော့ဂျွန်ဟာမြို့ထဲမှာအေးအေးဆေးဆေးနေရပေမဲ့ခွေကိုအယမ်းလွမ်းနေမိတယ်သူမြို့ထဲကထွက်ဖို့ကြိုးစားတဲ့အခါမှာတော့ Raven ကအမှန်တရားကိုဖွင့်ပြောလိုက်ပါတယ်တကယ်တော့ဂျွန်ကိုပစ္စည်းသွားယူခိုင်းတာဟာသူ့ရဲ့အရေးချင်းကိုစမ်းသပ်တာဖြစ်ပြီး Raven ကသူ့ကိုကားမောင်းပြိုင်ပွဲကြီးတစ်ခုမှာဝင်ပြိုင်ခိုင်းဖို့ရည်ရွယ်ထားတာပါအဲ့ဒီပြိုင်ပွဲမှာနိုင်တဲ့သူဟာမိမိအလိုချင်ဆုံးဆုလက်ကိုရရှိမှာဖြစ်ပါတယ်ဇလန်းအဆုံးမှာတော့ခွေဟာလမ်းမှာအမျိုးသမီးအဖွဲ့တစ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးအဲ့ဒီအဖွဲ့ရဲ့ခေါင်းဆောင်ကခွေကိုသူ့မောင်လေးဂျွန်ကိုရှာပေးဖို့အကူအညီတောင်းလိုက်တဲ့အခါမှာတော့